တင်တန်းတစ်ခုကို join ပြီဆိုရင်ပထမဆုံးစဉ်းစားရတာဒီတင်တန်းကြီးပေါ့နော်ဒီပေးရတဲ့တင်တန်းကြီးနဲ့ဒီတင်တန်းကနေရလာမယ့်ပညာရက်ကကိုယ့်အတွက်တန်ရလားဒါနံပါတ်1ချက်ဒုတိယအချက်ကဒီတင်တန်းကိုသွားတက်ခြင်းဖြင့်ကိုယ့်ရဲ့လက်ရှိ business နယ်ပယ်မှာကိုယ့်ရဲ့ image ကိုဘယ်လောက်ထိမြင့်တင်ပေးနိုင်တယ်လဲတတိယအချက်မှာဒီတင်တန်းကရလာမယ့်ပညာရက်တွေကကိုယ်နဲ့တကယ်ကိုက်ညီရလားဒီလိုအချက်တွေကိုစဉ်းစားရတယ်ပေါ့နော်ကိုလင်းရဲ့အပြင်တွဲ training ကိုလာတက်တဲ့အခါမှာအဲ့ဒီအချက်3ချက်လုံးနဲ့လုံးဝကိုက်ညီပြီးတော့တန်နေစီရပါမယ်ပေးရတဲ့သင်တန်းကြီးတဲ့10သားမကတဲ့ပညာရက်တွေရစီရမယ်ဒီမှာလာခြင်းအပြင်ဒီသင်တန်းကြီးကနေရလာတဲ့ relationship တွေအပါအဝင် image တွေများစွာကိုယ့်ရဲ့ business နယ်ပယ်မှာမြင့်တက်စေရမယ်ကိုလင်းရဲ့သင်တန်းကိုလာ join တဲ့သူများအထက်ပါအချက်3ချက်မှာတန်နေစီရမယ်ဆိုတာကိုလင်းကတရားရခဏအောင်အမခံပါတယ်ကိုလင်းရဲ့သင်တန်းကိုတက်မယ်ဆိုရင်တော့ hashtag ခံထားတဲ့ Viber ဖုန်းနံပါတ်မှာလာပြီးတော့ဆင်းပေးသွင်းလိုက်ပါဒီ post လေးကို screenshot ယူပြီးတော့လာအပ်တဲ့သူတိုင်းသင်တန်းအထူးကြီး7000ကျပ်နဲ့ရပါမယ်ဗျ business trainer and ကိုတော့တန်ကိုလင်းပါ